ဒီနေ့ကျွန်တော်ကဒီသူ့ရဲ့တခြင်းကို remaster ပြန်လုပ်မှာပေါ့နော်အဲ့တခြင်းကတော့ကျွန်တော်ရှိမှလွန်ခဲ့တဲ့2နှစ်လောက်ထဲရလာပြီးအပ်ထားတာအဲ့ဒါကအချောင်းမထွက်ဖြစ်ဘူးနဲ့တူပဲအဲ့ဒါအခုထွက်ဖို့ဒီ remaster ပြန်လုပ်ဖို့ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်နေ့ဒီတခြင်းကို remaster ပြန်လုပ်မယ်ဆိုတော့ကျွန်တော် step by step က try လိုက်တော့ဗျာအရင်ဆုံးကျွန်တော်သူ့ကိုပါထည့်ရမယ်ဆိုတော့သူ့မှာလည်းနည်းနည်းလေးကျွန်တော်ရင်တော့ချိန်ထားရတဲ့နေရာမှာသူက low frequency ပေါ့နော်ဒီ set bass ကနည်းနည်းလေးအားနည်းလို့ခံစားရတယ်အဲဒါကြောင့်မလို့သူ့ကိုကျွန်တော်ဒီ EQ လေးရင်တော့သုံးလိုက်မယ်ပေါ့နော် EQ ကိုကျွန်တော်တို့ဒီ mid sway ကဒီ VT5 ကိုသုံးကြည့်မယ်ပေါ့နော်ဒီ40 Hz လောက်ကိုပေါ့နော်ကျွန်တော် 6.5 decibel လောက်ကျွန်တော်သူ့ boost လုပ်လိုက်တယ်အဲ့တော့ဒီ low frequency ကတက်တင်းလေးပိုဖြစ်သွားတာပေါ့နော်အရင်တော့သူ့မှာဒီအားနဲ့ချက်ကလည်းမျိုးရှိနေရ low frequency မှာအားကြောင့်သူ့ကျွန်တော်နည်းလေးသူ့ boost လုပ်လိုက်တာပေါ့နော်ဒါ master တစ်ခါလုပ်ပြီးသား data မရှိတော့တာကြောင့်မလို့ကျွန်တော်ကဒီ love -16 လောက်ရှိရ level ကိုပဲကျွန်တော်သူ့ဒီ master ပြန်လုပ်ရတာဆိုတော့သူ့ကျွန်တော်ဘာပြန်လုပ်လဲဆိုတော့ဒီ AD converters ပေါ့ဒီ AD converters ကျွန်တော်ထည့်တယ်တော့ဒါတော့ကျွန်တော်တို့ကဒါမပါမဖြစ်ပဲပေါ့နော်ပြီးတော့ကျွန်တော်အခုဒီ EQ ထည့်တယ် EQ ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်သူ့ကိုဒီ high frequency acceleration ကိုကျွန်တော်နည်းနည်းလေးသူ့ကိုနည်းနည်းလေးထိန်းလိုက်တယ်ဆိုလို့ရှိရင်သူ့အတန်လေးပို့ပြီးတော့ရှင်းပြီးတော့ကြည်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော် Scrappy Digital ကဒီ high file ပေါ့အဲ့ကောင်လေးတော့ကောင်းတယ်ကျွန်တော်သူ့ကိုလည်းတော့ကြိုက်တယ်ပေါ့နော်ကျွန်တော်ရဲ့ဒီ mix တွေထဲမှာအခုနောက်ပိုင်း mix တွေထဲမှာဒီ high fare ခါလည်းမပါမဖြစ်ပါပဲတော်တော်လေးကောင်းတယ် Let's avoid this for the night. Don't kiss and tell, cause like me don't like Blue Lagoon on a Saturday night. It's only dangerous if we fight. Let's avoid this for the night. Upon it, baby, full is high. Tonight, upon it, baby, full is high. Tonight, the lipstick stain on the wine glass. Fly right on high. Need a drop straight up your bones and boy fly right.အဲ့ဒီ limiter ထဲမှာဒီ AL1 limiter ကိုကျွန်တော်တော့သဘောကျရပါတော့။သူကဒီ brick wall limiter ဆိုပေမဲ့အခြား limiter တွေနဲ့မတူတဲ့အချက်ကကြတော့သူကဒီ transient တွေကိုဒီမျိုးဆုံးရှုံးတာတော်တက်တာတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့သူ့ကိုကျွန်တော်နောက်ပိုင်းမှာတကယ်ဒီစိုးမြတ်သုံးပြလာတဲ့ဒီ brick wall limiter ထဲမှာပါတယ်ပေါ့နော်။ဆိုတော့အဲ့ဒါလေးလည်းချက် try ကြည့်ကြည့်ပေါ့နော်။အဲ့ဒါတော့ mic Blue Lagoon on a Saturday night. It's only dangerous if we fight. Let's avoid this for the night. Okay. ဆိုတော့ကျွန်တော်တော်တန့်သွားပြီပေါ့နော်တချင်တော်ကြီးကိုရှင်းထားသွားပြီဒီ master ပြီးပြီပေါ့နော်ပြီးပြီဆိုတော့သူ့ကိုကျွန်တော်အဲ့ဒါဒီ last ကိုကျွန်တော် -7 8လောက်နဲ့သူ့ကိုကျွန်တော်ပြန်ပြီးထုတ်ပြီးမှာပေါ့နော်ဆိုတော့အားလုံး see you ပါဗျာ